နိုင်ငံရဲ့ချာမှာဘဝရေးတွေရုံးကံဖွင့်ရှာတာတို့ရဲ့ဘဝပါပြောလို့လဲမဟုတ်ပါပြောစရာလဲရင်ထဲမရှိပါရင်မြချတဲ့ဘဝတွေမှာအကျဉ်းကြီးကြတဲ့မြေနိုင်အောင်သူ့ပြီးကြိုးစားနေတာပြန်ရင်လို့ပါမိမိရဲ့ပြန်ရင်လို့ပါမိမိရဲ့ညီလေးကိုလဲလွမ်းနေရင်ထဲမှာအတလောက်ချစ်တော့ညီမလေးကိုလဲလွမ်းနေပြန်ရင်လိုက်တာရင်နဲ့အရာလွမ်းနေတာတို့ရွာကိုကွယ်ဘဝအရေးမူတာခွဲခွာနေတော့လေနိုင်ငံရဲ့ချာမှာတားတယောက်မပြောပါဘူးလေဖေနဲ့မေမြစ်တာအမြဲပဲမြင်အောင်လားနေလုံးနေနေညနေဆောင်ကြည့်ရင်နဲ့ဆုံးလို့မြင်ရင်ကြလားခမင်းစားချိန်မှလေလက်ဆုံးစားတယ်ခမင်းဝဲလေးကိုမြင်အောင်လားဒါပေမဲ့ဒီလိုသာမိသားစုအတွက်ကြိုးစားနေမှာဆေးပြတော့လက်ဆုံးမိုးကဦးခိုင်ရှိခိုးကြောလိုက်ပါ၏ဖေနဲ့မေမေညီလေးနဲ့ညီမလေးလဲကျမ်းမာပါစေအနေဝေးအားဆုတောင်းပေးနေရင်မြေချလို့လွမ်းကနေအားလုံးကျမ်းမာစေ